င်္ဂလာပါရှင်သမီးနာမည်ကတော့ယောနသဖြစ်ပါတယ်ရှင်သမီးကတော့ Primary 2မှာစာသင်ကြားနေပါတယ်ရှင်သမီးကတော့အခုမြန်မာစာအုပ်ထဲကစာဘူးချောင်းငှက်တိုက်ကလေးများကိုရှင်းပြဖတ်ပြမှာပါရှင်အခုစလိုက်ပါမယ်နော်စာဘူးချောင်းငှက်သည်အဝါရောက်ရှိသောငှက်ငယ်ကလေးဖြစ်သည်စာကလေးမျိုးနွယ်ဖြစ်၍စာပုံးကြီးဟုလည်းခေါ်သည်သူတို့၏အတိုက်ပြုလုပ်ပုံမှာစိတ်ဝင်စားစရာကောင်းသည်မြည်သည့်အတိုက်မျိုးနယ်ပထမအချက်မှာကောက်ရိုးချောင်းမြက်ချောင်းများကိုအသုံးပြု၍အတိုက်ကိုရဲလောက်ထားခြင်းဖြစ်သည်အတိုက်များကိုတိတိကျကျခိုင်ခန့်စွာရဲလောက်ထားသောကြောင့်အလွယ်တကူမပျက်စီးနိုင်ပါဒုတိယအချက်မှာအတိုက်အတွင်းပိုးဆုံးကျူးကလေးများကိုထည့်ထားခြင်းဖြစ်သည်ပိုးဆုံးကျူးကလေးများကိုအတိုက်အတွင်းရှုပ်နှိပ်ကပ်ထားခြင်းဖြင့်အလင်းရောင်ရအောင်ပြုလုပ်ထားပါသည်ဒုတိယအချက်မှာပုံစံအနည်းငယ်မတူညီသောအတိုက်နှမျိုးကိုတွေ့ရခြင်းဖြစ်သည်အပင်မြင့်ရှိအကိုင်းပေါ်မှတွဲလောင်းကျနေသောအတိုက်သည်အဝကျဲပြီးအတိုက်အောက်နားတွင်တန်းကလေးရှိသည်မိဥစ္စာပုံသဏ္ဍာန်ရှိပြီးငှက်ပုံနေသည်ငှက်မနှင့်တွေ့ပြီးနောက်ပိုင်းတွင်အတိုက်မှာပိုက်လုံးသဏ္ဍာန်ဖြစ်သွားပြီးအောက်ဖက်တွင်ဝင်ပေါက်ထားရှိသည်ရှည်လျားသောအတိုက်အတွင်းအခက်ပိုတစ်ခက်ပါရှိပြီးထိုအခက်သည်ငှက်မနေထိုင်ရန်နှင့်ဥရန်နေရာဖြစ်သည်ထို့ကြောင့်အတိုက်အတွင်းမှဥများထွက်ကြမည်ကိုမစိုးရိမ်ရပါစာဘူးတောင်းငှက်ကလေးများ၏အတိုက်ပြုလုပ်ပုံသည်အခြားငှက်ကလေးများအတိုက်ပြုလုပ်ပုံနှင့်မတူကြပါစာဘူးတောင်းငှက်ကလေးများ၏အတိုက်ပြုလုပ်ပုံမှာထူးခြားကောင်းမွန်လာသဖြင့်သူတို့ကိုစိတ်ကူးကောင်းသောလက်သမားငှက်ကလေးများဟုဆိုနိုင်ပါသည်ကျေးဇူးတင်ပါတယ်ရှင်